ကျွန်တော်ကောင်မလေးတယောက်တွေ့တာလေတက်ကူရောက်စားရတွေ့သူကလှပါသူကလှရတယ်ပို့ပြီးတော့ရင်ပါရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရင်ရှက်တတ်တာကျွန်တော်လည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုဟိုသဘောကျဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကိုတင့်တယ်မရှက်တတ်ဘူးမလေးလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချေရအဲ့မိန်းကလေးရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်တဲ့တော့လမ်းလျှောက်ရင်စားစုံးနဲ့ညီးတယ်လှုပ်လေဒီကကြီးနဲ့ရွှေဘိုးဒီအသာတွန့်တယ်လွန့်လာသွားဟောမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက္ကသိုလ်သက်တမ်း၄နှစ်မှာနှစ်ခါမှောက်လဲတယ်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစာအုပ်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါမရှိဘူးဗျမိန်းကလေးတွေစာအုပ်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသိလာတာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ကြအဲ့ဒါကိုစောင့်ကြည့်တော့လာပြီးအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူခမညာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု45ရက်ပြည့်ဗော်လီဘောပြန်ရိုက်ထပ်ကွဲသွားဆေးရုံပြန်ရောက်ဆံဝါကုတတိယချိန်ပြန်ကွဲတော့ဆံဝါပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်းဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗော်လီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဟိုးဆိုးတဲ့အကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းပါမလေးရှက်လို့တော့သေသွားအောင်မယ်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မင်းနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွဲတာနော်1 2 3သိပြီသူခန်းအဲ့ဒါဆိုသူခန်းလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရေးတာကျွန်တော်နေတာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ကြားထဲမှာစာတိုက်ရှိတယ်ကျွန်တော်စာရေးပြီးတော့စာတိုက်ကိုသွားထက်စာတိုက်ကလူတွေကသစ္စာဆောင်ဖို့3ရက်ကြာတယ်စာတိုက်ထုံးစံပဲလမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံကအခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့ကျွန်တော်တို့ကြောင်းဆင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာတွေတက်နင်းတာကျွန်တော်တကားဖွင့်သေးသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝန်းနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး6ဆောင်ကြတော့တနည်းအဲ့လို